တရားအတိဉာဏ်ကလေးကိုရှားရတယ်ဆိုတာအခုလုံးလုံးစေချမ်းသာအောင်နေတဲ့ယုံလေးအတွက်ရှားတာမဟုတ်သေးဘူးကျမကြီးမကောင်းတဲ့အချိန်ဆိုတာရောက်လာအောင်ပဲဆိုးရတဲ့လောကရန်လေးနဲ့တွေ့ရတဲ့အချိန်ဆိုတာရောက်လာနိုင်သေးတယ်အဲ့ဒီလိုအနာကဆိုးမျိုးနဲ့တွေ့လာတဲ့အခါမှာကိုယ်စိတ်ကိုသက်သာအောင်ထားဖို့ဆိုတာကတာမန်အခြေအနေမဟုတ်ဘူးနော်သူကတာမန်အခြေအနေမှာတော့ဘုံဘုံတို့ရဲ့စိတ်ကိုသက်သာအောင်မထားတတ်သေးဘူးဆိုရင်ဆိုးရတဲ့အခြေအနေမှာထားဖို့ဘာလို့တော့ပို့ပြီးတော့ခက်သွားပြီခုကျမကြီးကောင်းတဲ့အချိန်မှာတော့စိတ်တွေဆင်းရဲနေတယ်ဆိုလို့ရှိရင်ကျမကြီးမကောင်းတဲ့အချိန်မှာဘယ်လိုနေမလို့ပိုဆင်းရဲလိမ့်မယ်ဒီစိတ်ဆင်းရဲတွေကလည်းပြောင်းမသွားဘူးကျမကြီးမကောင်းလို့ဆင်းရဲတာတွေကလည်းပို့ပြီးတော့တိုးလာအောင်ပဲပို့ပြီးတော့ဆိုးတာကဘုန်းတို့ရဲ့နောက်ဆုံးအခြေတွေ့ရတော့မယ့်အနေအထားတစ်ခုဒါလည်းတေချာပေါက်တွေ့ရမယ့်အခြေအနေတစ်ခုအဲ့ဒီအခြေအနေဟာစိတ်ကိုချမ်းသာအောင်ထားဖို့စိတ်ကိုကြည်လင်အောင်လုပ်ဖို့အခက်အခဲဆုံးအခြေအနေတစ်ခုပဲအဲ့ဒီအခြေအနေမှာစိတ်ဆင်းရဲပြီးတော့ပဲအဆုံးသတ်သွားမယ်ဆိုရင်အလွန်မှကြောက်စရာကောင်းတဲ့အနေအထားကြီးဖြစ်သွားလိမ့်မယ်ဟုတ်လားအဲ့ဒီအခြေအနေမှာကိုယ်စိတ်ကလေးကိုကြည်လင်အောင်ချမ်းသာအောင်ထားတတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းပဲအခုတည်းကစဘုန်းတို့ဘာလို့ဖို့လို့တော့ကြိုတင်ပြီးတော့လေ့ကျင့်ထားဖို့လုပ်မယ်ဘုန်းပြောတာ၃ချက်လို့ဘုန်းထင်ပါတယ်နော်လောလောဆယ်ကိုယ်စိတ်ကလေးကိုငြိမ်းအောင်ချမ်းသာအောင်ထားတတ်ဖို့တရားအထုတ်ရဟုတ်လားလောကရန်ဇိုးတွေနဲ့တွေ့လာတဲ့အခါအထူးသဖြင့်ကျမကြီးဖောက်ပြန်လာတဲ့အခါစိတ်မဆင်းရဲအောင်တည်ငြိမ်မှုရှိအောင်အေးချမ်းမှုရှိအောင်ဘာလို့ရမလို့ကိုယ်စိတ်ကိုကြိုတင်ပြီးတော့လေ့ကျင့်ထားမယ်အရေးအကြီးဆုံးကတော့သိခြင်းတရားနဲ့တွေ့လာတဲ့အခါမှာတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းလေးရင်ဆိုင်နိုင်ဖို့ဆိုတဲ့စိတ်ကလေးနဲ့လည်းပဲတရားအထုတ်တဲ့အလုပ်ကိုပြုရရမယ်ဒီကောင်းတဲ့စိတ်ကလေးဖြစ်အောင်လုပ်တာချမ်းသာတဲ့စိတ်ကလေးဖြစ်အောင်လုပ်တာကြည်လင်တဲ့စိတ်ကလေးဖြစ်အောင်လုပ်တာလွယ်ကူတဲ့အလုပ်မဟုတ်ဘဝမှာသူကတန်ဖိုးအကြီးဆုံးအရာဖြစ်တဲ့အတွက်ကြောင့်သူ့ဖြစ်အောင်လုပ်ရတာလည်းပဲအခက်အခဲဆုံးဆိုတာတဘာဝကြတယ်ရွှေတွေငွေတွေတဲ့တန်ဖိုးရှိရနော်ကြည်လင်တဲ့စိတ်ကလေးအေးချမ်းတဲ့စိတ်ကလေးဖြစ်အောင်လုပ်တတ်တဲ့အရည်အသွေးကဟုတ်တယ်မဟုတ်လားဘဝမှာစိတ်ချမ်းသာဖို့တဲ့ဘာအရေးကြီးသေးတာလို့အိဆန်ရှားတယ်ဆိုတာလေသူချမ်းသာဖို့အတွက်ရှားပေးရတာကောင်းကောင်းလေးစားပေးတာလေသူချမ်းသာဖို့အတွက်ကောင်းကောင်းလေးကြည့်ပေးတာလေသူချမ်းသာဖို့အတွက်ဟိုလူနဲ့အတူနေခြင်းလေဆိုတာလေသူချမ်းသာဖို့အတွက်ပဲဟုတ်တယ်မဟုတ်လားဒီစိတ်ကလေးချမ်းသာဖို့အတွက်ပဲဘုန်းဘုန်းတို့ဘာလုပ်နေရလဲအကုန်လုပ်နေရတော့စိတ်ချမ်းသာသွားပြီဆိုရင်ဓာတ်ထက်ကောင်းတာဘာရှိအောင်မလို့ဟုတ်လားဒါဘုန်းဘုန်းတို့တွေကလှုပ်တက်မယ်ဆိုလို့ရှိရင်သူအရည်အသွေးရှိတဲ့လူတစ်ယောက်ပဲဟုတ်လားအဲ့တော့ဟိုတုန်းကတောင်မေးစလို့ကြီးပြောတာဘုန်းကအလုံးသဘောကျတယ်သူဘာပညာတွေတက်တယ်ပဲပြောကိုယ်စိတ်ကလေးကိုမှချမ်းသာအောင်မလုပ်တတ်သေးဘူးဆိုရင်ဘာပညာမှတက်တယ်လို့မဆိုနိုင်ဘူးဟာကောင်းလိုက်တဲ့စကားပါနော်သူဘာအတန်းလေးအောင်တယ်ပဲပြောဘလို့ဘွဲတွေရတယ်ပဲပြောကိုယ်စိတ်ကိုမှကိုချမ်းသာအောင်မလုပ်တတ်သေးဘူးဆိုရင်သူဘာထင်ကြီးရရှိဘာထင်ကြီးရမှာမရှိနော်ဒါကြောင့်တရားအထုတ်တယ်ဆိုတာလူရင်းပြောရရင်ကိုယ်စိတ်ကိုချမ်းသာအောင်ထားတတ်ဖို့အတွက်ဘုန်းဘုန်းတို့လေ့ကျင့်တာ